မ်းမြေကြပါစေတို့ကရင်တိုင်းသားအလုံးကိုစားပြုကလေးသောဖိုဒီကမြစ်တာပေါ်တာနေသာသနာလေးလိုလာလို့ထုံးလင်းမို့ချိုးပြုမယ်ဟေးထုံးလင်းမို့ချိုးပြုမယ်ဟေးဟေးတို့တွေကရင်မျိုးတွေသာသနာပွဲတိုင်းကိုလွယ်ကြပြောဝေးဝေးလေးနွယ်ကြမယ်ဟေးတွင်နေကြုံရတာကေကိုမေကလူလူထိတ်ခိုက်ကြုံခိုက်ကြိုးပြရတာဗုဒ္ဓသာသနာအကျိုးပြုဖို့ကရင်မျိုးတို့ဖိတ်ခေါ်ပါလေလေအထီးတို့ပြောတဲ့ပွဲမို့